အားလုံးပဲမင်္ဂလာပါကျွန်တော်အောင်ခိုင်မင်းပါ iPhone 7ကန်တစ်လုံးဝယ်တဲ့အခါကျရင်ဘာတွေဆက်မလဲဆိုတော့ပြပြပေးမှာဖြစ်ပါတယ်နံပါတ်1ချက်ကျွန်တော်တို့က iCloud ပါမပါအဓိကဆက်ရပါမယ်ဟုတ်ပြီစစ်ကြည့်အောင်เนาะကျွန်တော်စင်တင်ထဲက i မြင့်နံပါတ်လေးကိုကြည့်ပြီးတော့တယ် www.icloud.com မှာဆက်လို့ရပါတယ်နံပါတ်3အချက်ကတော့ဒီ dot and display เนาะကောင်းမကောင်းတိတိကျကျလေးဟိုเนาะ easy dot လေးနဲ့ဆွဲကြည့်ဖို့လိုအပ်ပါတယ်ပြီးတော့ဒီ application တစ်ခုချင်းစီကိုထောက်ပြီးတော့เนาะဒီ display တစ်ပြင်လုံးတေချာအချိန်ပေးစစ်ဖို့လိုအပ်ပါတယ်တော်တော်အရေးကြီးပါတယ်အဲ့ဒါဖုန်းတစ်လုံးမှာ display ကတော်တော်အရေးကြီးတယ်ပြီး motherboard ကလည်းတော်တော်အရေးကြီးပါတယ်ခင်ဗျအခုလို့ကျွန်တော်ပုံထဲပြနေတဲ့အတိုင်း application ကိုထောက်ပြီးတော့ screen တစ်ခုလုံးပေါ်ဆွဲကြည့်ရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ကဒီဖုန်းရဲ့ screen ကောင်းမကောင်းတေချာလေးသိရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီလိုနီးနဲ့ i မီ i ကိုလွယ်တကူစစ်လို့ရပါတယ် okay စစ်ကြည့်မယ်ကျွန်တော်တို့ကပြီးတော့ရှိရင်ဒီဖုန်းပြောတဲ့အခါမှာကျွန်တော်တို့နားထောင်တဲ့နားစင်စာ SP ကကောင်းမကောင်းလဲ112ခေါ်ပြီးတော့လွယ်တကူစစ်ပြီးတော့ဒီအပေါ်ကစင်စာပိတ်မပိတ်စမ်းကြည့်လို့ရပါတယ်နံပါတ်ခေါ်ကဘာတွေစစ်ရမလဲဆိုတော့ဒီဖုန်းရဲ့ speaker အကြီးပေါ့နော်ကောင်းမကောင်းဆိုတော့ကျွန်တော်တို့စစ်တဲ့ထဲဝင်ပြီးဖုန်းပိတ်ပြီး speaker အတန်အနေလားအရင်တိုးနေလားကျေလားအဲ့လိုမျိုးလေးစစ်ကြည့်လို့ရပါတယ်နောက်တစ်နည်းကတော့ဒီဖုန်းတစ်လုံးရဲ့ဘက်ထရီအားခံမခံဆို Wi-Fi လေးဖြစ်ဖြစ် data ဖြစ်ဖြစ်ကျွန်တော်တို့ချိန်ပြီးတော့ YouTube လေးကို3မိနစ်လောက်တစ်ချိန်နားထောင်ကြည့်ပါဘောနော်လက်ခံပေးလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒီကင်မရာရဲ့အရေးကြီးတာကိုကင်မရာလည်းတော်တော်သုံးကြရလေအဲ့တော့ကျွန်တော်တို့ကင်မရာရိုက်တဲ့အခါမှာဒီကင်မရာရိုက်လိုက်တဲ့ဓာတ်ပုံရဲ့ background မှာဒီအမဲစစ်လေးတွေပြီးအရိပ်လေးတွေပြီးကျွန်တော်တို့ဒီ LED မီဒီတွေထိတဲ့ laser pointer လေးတွေရှိမရှိတေချာလေးစစ်စစ်ကြည့်ရပါမယ် okay ပြီးတော့ဒီ iPhone မှာဆိုရင် iPhone 7 ထက် iPhone နံပါတ်8ကနေစပြီးတော့ဒီအလင်းအမောင်ချိန်ညှိပေးတယ်ဒီ tutor ဆိုတဲ့စင်စာလေးပါတယ်ပေါ့နော်အဲ့ tutor ပါမှာပါကျွန်တော်တို့စစ်ကြည့်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ flat me ရမြစစ်ကြည့်ရမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျကျေးဇူးပါ